ကျွန်တော်တို့လာခဲ့နော်ဒီနေ့ဘယ်နေရာခွဲမကန်တက်ဆိုင်ပါဆိုင်ခွဲ ครับพี่สี่ စင်တက် BC ဒါတော့စားပြီးသွားပါပြီကျွန်တော်အမှန်တော့ကျွန်တော်တို့ဒါစားပြီးမှပဲအစားကိကြိုရိုက်ဖို့ပဲအခုကကျွန်တော်စားပြီးမှတတိရတဲ့ခါကျတော့စားပြီးမှပဲရိုက်နေလို့လေဒီဆိုင်ရဲ့အချင်းတွေပါနော်အရင်ကောင်းပါတယ်ဝန်ဆောင်မှုလည်းရန်ကောင်းတယ်ဒါဒီကကျွန်တော်တို့စားပြဲတောက်ပြဲရတဲ့ဟာတွေပါဟိုကစားဘတ်နေရတယ်ဘယ်လိုလဲ196ပါဘယ်နေရာရောက်ကျွန်တော်တို့ဗမာတွေထုံးနေအောင်ဖုံးနေတာပါဘာပဲလို့ဖုံးနေတာပဲอันนี้เบลอ တန်တူနေစောတော့နေဆိုးပါပြီသူတို့နေစောနေဆိုးချင်ကောင်းနဲ့စားကောင်းနဲ့ နေအစတာတော့ဘီဒီယံကိုကြိုင်လို့ရနော်ဘီဒီယံဘိုက်ပြီးမှကိုရေးတည်တယ်နော်ဘာကက งานนี่ ကြားတယ်ကိုစောင်းနေတယ်